အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Spain Digital Nomad Visa နဲ့ပတ်သက်ပြီးတော့ရှောက်ထားမဲ့သူတွေအနေနဲ့တည်ထားတဲ့အချက်အလက်လေးတွေကိုပြပြပေးသွားမှာပဲဖြစ်ပါတယ် Spain Digital Nomad Visa ဆိုတာဘာလဲအဲ့တော့ Spain Digital Nomad Visa ဆိုတာကတော့ Spain မှာနေထိုင်ရင်းနဲ့နိုင်ငံခြားကကုမ္ပဏီတွေ client တွေ employer တွေအတွက် remote work လုပ်ကိုင်နိုင်မှုအတွက် Spain အစိုးရကနေပြီးတော့သတ်မှတ်ပေးထားတဲ့ visa မျိုးစားတစ်ခုဖြစ်ပါတယ် Spain Digital Nomad Visa ကိုကျွန်တော်တို့ဒီ Telework Visa International Telework Visa လို့လည်းခေါ်ကြပါသေးတယ်အဲ့တော့ဘယ်လိုလူမျိုးတွေရှောက်ထားလို့ရလဲ Spain Digital Nomad Visa ကိုအဓိကအားဖြင့် remote worker တွေအဓိကအားဖြင့်ဒီ Spain ရဲ့ပြင်ပမှာအလုပ်လုပ်ကိုင်နေတဲ့သူတွေပေါ့နော်နောက်တစ်ခုက freelancer တွေနိုင်ငံခြား client တွေ company တွေအတွက် online ကနေ service ပေးနေတဲ့သူတွေဥပမာအားဖြင့် IT ဘိုင်း software ဘိုင်း digital marketing ဘိုင်း consulting နောက်ပြီးတော့ online business စတဲ့ location independently လုပ်နေရတဲ့သူတွေကိုဆိုလိုပါတယ်နောက်တစ်ခုကတော့ business owner စီးပွားရေးလုပ်ငန်းရှင်တွေလည်းရှောက်ထားနိုင်ပါတယ်ကိုယ်မှာကိုယ်ပိုင်လုပ်ငန်းတစ်ခုရှိပြီးတော့၎င်းလုပ်ငန်းကို online ကနေ remote job ပုံစံမျိုးနဲ့စီမံခန့်ခွဲနိုင်တဲ့သူတွေကိုယ်လုပ်ငန်းရဲ့သက်တမ်းနဲ့ကိုယ့်ရဲ့ professional career business activity တွေကိုပြသနိုင်တဲ့လုပ်ငန်းရှင်တွေလည်းရှောက်ထားနိုင်ပါတယ် Spain Digital Nomad Visa ရဲ့အားသာချက် Spain Digital Nomad Visa ရဲ့အားသာချက်တွေကတော့ Spain မှာတရားဝင်နေထိုင်အလုပ်လုပ်ကိုင်နိုင်ပြီးတော့ဒီ visa ကစရလို့ရှိရင်ကျွန်တော်ဒီတစ်နှစ်သက်တမ်းအရင်ဆုံးစရမှာဖြစ်ပါတယ်ဒီသက်တမ်းတစ်နှစ်ပြည့်ပြီးပါကလည်း9နှစ်အထိ Spain Digital Nomad Visa နဲ့သက်တမ်းတိုးပြီးတော့နေထိုင်နိုင်မှာလည်းဖြစ်ပါတယ်ဒါအပြင် Spain Digital Nomad Visa သက်တမ်း9နှစ်ပြည့်ပြီးပါကလည်း PR Citizen ထိဆက်လက်လျှောက်ထားနိုင်တဲ့ Resident Visa အမျိုးအစားတစ်ခုဖြစ်ပါတယ်မိသားစုလိုက်လည်းလျှောက်ထားနိုင်တယ် Spain Digital Nomad Visa ကိုမိမိရဲ့ဇနီးခင်ပွန်းအပါအဝင်မိမိရဲ့မိသားစုဝင်ကလေးငယ်တွေပါဝင်ပြီးတော့တပါးလည်းလျှောက်ထားနိုင်ပြီးတော့မိသားစုဝင်အားလုံးလည်း Spain Digital Nomad Visa နဲ့တရားဝင်နေထိုင်သွားနိုင်မှာဖြစ်ပါတယ်မိသားစုဝင်ကလေးငယ်တွေအတွက် education free Spain Digital Nomad Visa ကင်ဆောင်ထားတဲ့ကလေးငယ်တွေဟာအသက်6နှစ်မှ16နှစ်အထိ Spain ရဲ့ Public Education System မှာတက်ရောက်သင်ကြားနိုင်ပြီးတော့ Spain ရဲ့အခြေခံပညာရေးကိုလည်းအခမဲ့သင်ကြားသွားနိုင်မှာဖြစ်ပါတယ်။ Schengen Area ကို Visa Free သွားလာနိုင်တယ်။ Spain Digital Nomad Visa holder တယောက်ဟာ Schengen အဖွဲ့ဝင်29နိုင်ငံလုံးကိုမြည်သည့် Visa မှထပ်မံလျှောက်ထားစရာမလိုဘဲနဲ့ရက်90အထိ Visa Free နဲ့လည်းသွားလာနိုင်မှာပဲဖြစ်ပါတယ်။ဒီလိုအားသာချက်တွေအများကြီးရှိတဲ့ Spain Digital Nomad Visa ကို Advisable Visa Service မှာအသေးစိတ်တိုင်ပင်ဆွေးနွေးလျှောက်ထားနိုင်ပါတယ်။သင်ရဲ့ profile ကတော့ Spain Digital Nomad Visa လျှောက်ထားဖို့အတွက် requirement တွေကိုက်ညီမှုရှိမရှိဆိုတာလည်းကျွန်တော်တို့ Advisable Visa Service ကနေစစ်ဆေးပေးလျက်ရှိပါတယ်။သင်ဟာဥရောပနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ Spain မှာအခြေချနေထိုင်လိုသူတစ်ယောက်ဆိုရင်တော့ Spain Digital Nomad Visa ဟာထည့်သွင်းစဉ်းစားရမယ့် Resident Visa option တစ်ခုပဲဖြစ်ပါတယ်ခင်ဗျာ။